ရုပ်ရယ်သူကငွေသားပန်းကြီးလေးအရုပ်ကြီးပါကြီးရတော့သူမှာစကားလေးပါလိုက်တယ်ပါနော်တဲ့အမကမောင်လေးကိုအားပေးနေတဲ့အိုင်ဒေါပေါ့နော်ကိုညိုကသူ့ရဲ့ idol လေးပါတဲ့ကရင်မာလေးတယောက်ပါနော်တဲ့ပြိုင်ပွဲမှာရှုံးဝင်မစိတ်တမကြပါနဲ့လို့အမကအမြဲတမ်းအားပေးနေမှာပါတဲ့ဖြစ်နိုင်လို့ရှင်တော့တဲ့အမတို့နေတဲ့ကရင်ပြည်နယ်ကိုတစ်ခေါက်လောက်လာလဲပါနော်ဖိတ်ခေါ်ပါတယ်အမြဲတမ်းပျော်ရွှင်နေပါနော်တဲ့အကောင့်လေးကိုလည်းလက်ခံပေးပါအောင်နော်တဲ့ဟုတ်ကဲ့အကောင့်လေးကိုလက်ခံလိုက်ပါမယ်ဒီမှာပို့လိုက်မယ်နော်ဟုတ်ကဲ့နောက်တစ်ယောက်ကကျတော့ဖလိုင်းပေါက်ရယ်သူကကျတော့ဒီမှာဖလိုင်းပေါက်ရယ်ဘောကန်ဖက်နယ်လေးရယ်တီရှပ်ရယ်ချောကလက်ပန်းစီရယ်ဟုတ်ကဲ့ချစ်သူများနေအတူကိုညို့ကျွေးတာချစ်သူများနေအတူကျွေးတာရောက်တော့မယ်လေဗီဒီယိုရတယ်နော်ဟုတ်ကဲ့ကျေးဇူးပါသူကကြတော့အမှားစကားလေးပါလိုက်ပါတယ်ညိုရေးတဲ့ညို့ကိုရမ်းချစ်တယ်နော်တဲ့ဘလို့အချင်းနေပဲရအောင်အမြဲတမ်းချစ်နေမှာပါတဲ့ရှုံနိုင်အမြဲတမ်းချစ်နေမှာကိုစိတ်တမကြမှနဲ့နော်တဲ့ဘဝမှာတဲ့ပထမဆုံး surprise ဆိုတော့တဲ့အရန်လည်းရင်ခုန်ပါတယ်မနေ့မိုးလင်းကနေမိုးချုပ်တဲ့အထိညို့တစ်တော်တွေကိုတွေ့လို့ရှိရင်ညို့ရဲ့အပြုံးလေးတွေပေါ့နော်ရုံမထွက်နိုင်အောင်လို့တဲ့တစ်တော်လေးတွေကိုပေါ့အမြဲတမ်းဝင်ကြည့်တယ်တဲ့ညိုမျက်နှာပြောင်းတာလေးကစအပြုံးလေးကနေအစုံအရန်ချစ်တယ်မျက်နှာရပါတယ်တဲ့မြန်မာပြည်မှာပဲမို့တဲ့ဒီလောက်ပဲပေးနိုင်လို့ပေါ့နော်ခွင့်လို့ပေးပါနော်တဲ့ဒီထက်မကအများကြီးပေးချင်ပါတယ်နိုင်ငံခြားရောက်ဒီထက်မကအများကြီးပေးနိုင်အောင်လို့ကြိုးစားပါမယ်တဲ့ပြီးတော့ဂျာစီလေးလည်းလိုချင်ပါတယ်တဲ့ဝစ်ပြီးသားတွေကဖြစ်ပေးပါနော်တဲ့နိုင်ငံခြားသွားရင်အမှတ်တရလေးဖြစ်သိမ်းထားခြင်းလို့ပါတဲ့ TikTok ရော Facebook ရောအပ်ထားတဲ့လက်ခံပေးပါနော်တဲ့အရန်ချစ်တယ်တဲ့ဟုတ်ကဲ့အင်ကြီးရောပေးပါမယ်ဂျာစီကတော့တောင်းတယ်နော်ဖန်ဟုတ်တယ်ခဏနောက်တစ်ယောက်ကဖြစ်ကျင်တာအပူမရှိဘူးပြင်နေနောက်တစ်ယောက်ကကျတော့ယွန်းဝိရီဦးဆိုရယ်သူကကျတော့ဒီငွေသားပန်းစည်းလေးပေါ့နော်ဒီမှာသူ့အကောင့်လေးကိုပို့လိုက်မယ်နော်သူ့ရဲ့အမှားစကားလေးကချစ်ရတော့ကိုညိုရဲ့အမြဲအားပေးနေပါတယ်နော်တဲ့ညို့အတွက်ထာဝရအတွက်ဖန်ခဲလေးပါနော်တဲ့ကျမယုတ်ကြီးဆိုင်ပါတဲ့ဖုန်းထဲမှာမြင်နေရလို့အားမရဘူးတဲ့ညို့အပြင်မှာတွေ့ချင်တာတဲ့နေရာဝေးလို့သားတဲ့သူကဖားကန့်ပေါ့နော်ဖားကန့်မြို့ကနေအားပေးနေပါတယ်အရန်နဲ့ချစ်ပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့စုလိုင်းကတသိန်းတန်ငွေသားပန်းစီစုလိုင်းဆိုရင်ညီမလေးอ่ะဗောနော်သူကဒီငွေသားသိန်းပေးခိုင်းတာပါပြီးလို့ရှိရင်အကောင့်လေးတွေကိုပို့ပေးပါမယ်နော်ကိုညို့အတွက်တဲ့အားပေးနေတယ်နော်အညို့ငိုတာကိုကြည့်ပြီးတော့အခုချိန်ဒီဝမ်းနဲ့နေရတော့ပါပဲတဲ့ပွဲတုန်းကလည်းအလုပ်ခွင့်မရလို့မလာနိုင်ခဲ့တာတောင်းပန်ပါတယ်နော်တဲ့14ရက်နေ့လာတွေ့မယ်လှုပ်ထားပြင်မယ်လေတဲ့မတွေ့လိုက်ရဘူးတဲ့ညို့အတွက်လက်ဆောင်လေးတွေအများကြီးဝယ်ပေးထားတယ်ဒါပေမဲ့တဲ့ဟိုတရားပါဒါပေမဲ့ပေးခွင့်မရလိုက်ဘူးဗောနော်ညို့အတွက်လက်ဆောင်တွေဝယ်ထားတယ်ညို့တို့သွားကန်တော့တဲ့သူပေးခွင့်မရလိုက်ဘူးတဲ့ထာဝရအားပေးနေမယ်နော်အညိုးတဲ့အရန်တွေမငိုပါနဲ့နော်တဲ့မခံစားနိုင်တော့လို့ပါတဲ့အကောင့်လေးကိုလည်းလက်ခံပေးပါနော်တဲ့ဟုတ်ကဲ့မငိုတော့ပါဘူးဖန်နီကစိတ်ချမ်းသာအောင်ထားပြီစိတ်မကောင်းညိုလို့ငိုတာလေအင်တာဗျူးမှာတွေ့လိုက်ပဲတဲ့လားစိတ်မကောင်းဖြစ်ပါနဲ့ဟုတ်ကဲ့ပါဟုတ်နောက်ညလေးဆိုတော့တရားတကယ်ဒီပန်းစည်းလေးပေးခိုင်းတာပါနော်ကိုညိုတို့အမှားစကားလေးရတဲ့ကိုထငယ်ပဲမဲ့တဲ့ခန့်ကျော်လေးကိုညိုလို့ပဲခေါ်ပြစီနော်တဲ့အားကိုကျင်လို့ပါရှင်တဲ့ဟီကိုညိုရေးတယ်ဘာမှဝမ်းမနေတော့စိတ်မကောင်းလို့ဖြစ်ပါနဲ့တဲ့နောက်ပွဲတွေအများကြီးရှိသေးတယ်ကြိုးစားအောင်တော့ fight တဲ့နော်တဲ့လူကိုယ်တိုင်အားပေးချင်ပေမဲ့အခွင့်အရေးမရှိပါဘူးတဲ့တရုတ်ပြည်ကနေဖြစ်လို့ပါတဲ့တနည်းတော့ဆုံခွင့်ရချင်ပါတယ်အရင်ကလည်းအားပေးခဲ့ပါတယ်အခုလည်းအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးပါညီလေးပဲအေးခိုင်ဆိုညီမလေးအယုတ်ကြီးဟုတ်သူ့ကိုစားအယုတ်ကြီးပေးပါတဲ့ကြံတာပေးနေတဲ့အယုတ်ပဲပေးတဲ့အကြီးပေါ့နော်သူကကြတော့အမှားစကားလေးပါလိုက်တော့ကိုညို့အဝေးကနေပဲအားပေးနေပါတော့တဲ့အဝေးကနေပဲချစ်နေပါမယ်နော်ကျမယူပြီးစိုက်ပါတဲ့ TikTok မှာ Facebook မှာအပ်ထားတဲ့လက်ခံပေးပါနော်တဲ့အလုံးလုံးရင်တော့စိတ်ကကိုညို့စီပဲရောက်နေမိတယ်ဟဲ့တဲ့အမြဲတမ်းအပြုံးလေးတွေပြုံးလေးနေပေးဖို့တောင်းဆိုပါတယ်ချစ်တယ်ကိုညို့တဲ့မျက်နှာလေးညှိုးသွားရင်မကြည့်ရလို့ပါနော်တဲ့အခုပေးတဲ့လက်ဆောင်လေးကိုလည်းအမြဲတနိုးနဲ့တန်ဖိုးထားပေးပါနော်တဲ့ဒီထက်မကအောင်မြင်တဲ့ကစားသမားလေးဖြစ်ပါစေနော်တဲ့ညို့ရေးတဲ့ရမ်းချစ်တယ်ပေးတဲ့ဆုနဲ့ပြပါစေဒီထက်မကဘူးပြီးကြိုးစားပါမယ်ဟုတ်ကဲ့ပါနောက်တစ်ခု5သိန်းနဲ့ပန်းစီပေါ့နော်သူ့နာမည်ကိုတော့မပြောခိုင်းဘူးဒါပေမဲ့ဟုတ်သူကကြတော့လေမွေးနေ့အကြိုလေးပါတဲ့ကိုညို့မွေးနေ့ရောက်တော့မှဆိုဖန်ဒီလာပြောရသေးလားဟုတ်တယ်မွေးနေ့ရောက်တော့ဟုတ်တယ်လက်ဆောင်တွေရအောင်မွေးနေ့ကျရင်ဖန်ဒီကသူကမွေးနေ့အကြိုလေးပါပေါ့နော်မွေးနေ့ရကြလို့ရှိရင်မအားတာနဲ့တိုးမှဆိုလို့ကြိုပြီးပို့ပေးတာပါတဲ့မြန်မာနိုင်ငံပြန်ရောက်လို့ရှိရင်လည်းလာတွေ့ချင်ပါတယ်တဲ့အများအားပေးနေပါတယ်အညိုကြီးတဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဒီတော့ချစ်ဆိုတဲ့ညီမလေးကမုတ်ပေါက်ရဲ့ဒီပန်းစည်းလေးရောနော်အမျိုးပုံလေးကိုထုတ်ပြီးတော့ပန်းစည်းပေးခိုင်းတာပါသူကကြတော့သူ့ရဲ့အကောင့်လေးကိုလည်းလက်ခံပေးပါအောင်ပေါ့နော်ဟုတ်ကဲ့လက်ခံလိုက်ပါဟို TikTok အကောင့်လည်းပို့ပေးထားတယ်ပြီးမှပို့ပေးမယ်နော်ဟုတ်ကဲ့အရင်လည်းချစ်တယ်အများနဲ့လည်းအရေးတကြီးနဲ့ကြည်နေတာပါတဲ့သူတယောက်တည်းအတွက်တီးတန့်ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုအားပေးလို့အတွက်ဒီထက်မကပို့ပြီးတော့ကြိုးစားပါမယ်ဟုတ်ကဲ့ပါ fighting ပါကိုညိုနော်ဟုတ်ကဲ့ပုံလေးတွေဝင်ရမယ်နော်ဟုတ်ကဲ့